မနက်အိယာကနေမင်းကိုထစေတဲ့အရာကဘာလဲဆိုင်းနိုင်ကြောင်မဟုတ်ဘူးမိဘတွေကြောင်မဟုတ်ဘူးတငယ်ချင်းတွေကြောင်မဟုတ်ဘူးအဲ့ဒါကမင်းကိုယ်တိုင်ပဲဖြစ်တယ်မင်းရဲ့ဘဝကိုပြောင်းလဲပေးနိုင်မဲ့တူးလေးသောသူကမင်းကိုယ်တိုင်ပဲလူတွေကဒါပေမဲ့ဆိုတဲ့စကားနောက်မှာပုံနေတတ်ကြတယ်ဒါပေမဲ့ငါမှအရေးချင်းမရှိဘူးဒါပေမဲ့ငါမလုံလောက်ဘူးဒါပေမဲ့ငါမထက်မြက်ဘူးဒါပေမဲ့ငါကြောင်းကောင်းမှမတက်ခဲ့ဘူးဒါပေမဲ့ငါမှပတ်စံမရှိဘူးဒါပေမဲ့ဆိုတာတွေအဆုံးမရှိဘူးမင်းရဲ့အနာဂတ်ကိုရောက်ချင်ရင်မင်းရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ချင်ရင်အဲ့ဒီဒါပေမဲ့တွေကိုကြော်ဖြတ်ရမယ်ကိုတနာပြီးအကြောင်းပြချက်တွေထပ်ခါတွေးနေခြင်းဟာစိတ်သက်မခိုင်မာတဲ့အတွေးခေါ်တစ်ခုပဲကိုတနာခြင်းနဲ့ဆိုရင်3ရက်ပဲအချိန်ပေးမယ်3ရက်ပြီးရင်အတိတ်ကိုပြန်ဖွင့်နားထောင်နေတဲ့စိတ်ကိုပိတ်လိုက်ပြီးအစီအစဉ်တစ်ခုချမှတ်လိုက်ဒီအတိုင်းထိုင်ပြီးလက်လျှော့မလားမလျှော့ဘူးတော်ပြီးငါပြောင်းလဲတော့မယ်လို့ဆုံးဖြတ်ပြီးရတဲ့အထိဆက်သွားမယ်မင်းနဲ့ထိုက်တန်တယ်လို့ယုံကြည်တဲ့အရာကိုရတဲ့အထိလိုက်ရှာရမယ်အလုပ်ဘယ်နှခါပြုတ်ဘယ်နှစ်ယောက်မယုံကြည်ရတဲ့အထိဆက်သွားရမယ်အဲ့ဒါပဲအဓိကအချက်မင်းပင်ပန်းနေပြီလားတချို့လူတွေကပင်ပန်းဖို့လိုတယ်ကိုဘဝအခြေအနေကိုပင်ပန်းရမယ်ကိုအကျင့်ဆိုးတွေကိုပင်ပန်းရမယ်နေ့တိုင်းလုပ်နေတဲ့မှားယွင်းတဲ့လုပ်ရက်တွေကိုပင်ပန်းရမယ်မပြောင်းလဲရင်ဘာမှမပြောင်းလဲဘူးတနေ့မှကျွန်တော်နိုးလာပြီးအကြောင်းပြချက်တွေမပေးတော့ဘူးတနေ့မှကျွန်တော်တခြားသူတွေကိုအပြစ်တင်တာရက်လိုက်တယ်မှန်တဲ့ကကိုကြည့်ပြီးဟေ့ကောင်မင်းဘာလုပ်နေတာလဲနိုးတော့အချိန်ရောက်ပြီးသွားတော့လို့ပြောခဲ့တယ်ထားလိုက်အတန်းတက်အိမ်စာလုပ်တခြားသူတွေထက်စောစောနိုးတခြားသူတွေထက်နောက်ကျမှအနားယူနှိတ်ချနေဘသူမှမမြင်တဲ့အချိန်မှတော့အလုပ်ကြိုးစားအဲ့ဒီလိုလုပ်နိုင်ရင်တနေ့မှလူတွေကဒီကောင်ကတာမန်လူမဟုတ်ဘူးဒီကောင်ကမတူဘူးလို့ပြောလာကြလိမ့်မယ်တကယ်တော့မင်းရဲ့ဘဝကမင်းရွေးချယ်ခဲ့တဲ့ရလဒ်ပဲနေ့တိုင်းမင်းမှာရွေးချယ်ခွင့်တွေရှိခဲ့တယ်အဲ့ဒီရွေးချယ်မှုတိုင်းအတွက်တာဝန်ရှိသူကမင်းကိုယ်တိုင်ပဲဒါကြောင့်ငါဘာကြောင့်ဒီနေရာမှာရောက်နေတာလဲဆိုတာကိုလက်ခံပြီးတာဝန်ယူလိုက်မင်းကိုမင်းပဲထိန်းချုပ်နိုင်တယ်ဒီလောကကြီးကမင်းထိုက်တန်တာကိုပေးမှာမဟုတ်ဘူးဒီလောကကြီးကမင်းစူးစမ်းထားတဲ့လောက်ကိုပဲပေးမယ်ဒါကြောင့်နေ့တိုင်းစူးစမ်းရမယ်တချို့လူတွေအတွက်ပိုခက်နိုင်တယ်ဒါပေမဲ့လှုပ်ရှားရှိတာကိုလုပ်ရမယ်အထူးသဖြင့်အောင်မြင်ခြင်းစိတ်ပြင်းပြတဲ့အခါအောင်မြင်မှုဆိုတာမင်းကိုတနာမဲ့အရာမဟုတ်ဘူးမင်းပင်ပန်းနေလားအေးရေးပြက်နေလားအဲ့ဒါတွေကိုဂရုမစိုက်ဘူးအောင်မြင်မှုကမင်းရဲ့အားလုံးကိုတောင်းဆိုတယ်ပြီးတော့ဘာမှအာမခံမပေးဘူးကြောက်ရွံ့မှုတန်တရားတွေကိုစိတ်ထဲမှာဖန်တီးပေးတယ်အတားအဆီးတွေကိုထပ်ခါတွေ့စေတယ်ဒါကြောင့်မေကုန်းကမင်းနိုင်ရမလားမဟုတ်ဘူးအဆုံးမကိုမတိရသေးတဲ့လမ်းမှာတော့မင်းဆက်ပြေးနိုင်မလားဆိုတာပဲဘာကြောင့်အောင်မြင်မှုကိုလိုက်ရှာရတာလဲဘာလို့လဲဆိုတော့မလိုက်ရှာဘူးဆိုရင်တေချာပေါက်ရမယ့်တခုတည်းသောအရာကရှုံးနေခြင်းပဲဖြစ်လို့အခုကစူးစမ်းရမယ့်အချိန်ပဲအခုကငါဒီလောကကိုရည်ရွယ်ချက်တစ်ခုနဲ့ရောက်လာတာကိုသက်သေပြရမယ့်အချိန်ပဲအလုပ်လုပ်တိုက်ခိုက်စူးစမ်းဒီနေ့ကစတင်တယ်မနှက်ဖြန်မှာဆက်တယ်ပြီးတော့ဘယ်တော့မှမရက်တန့်ဘူး